ဒီဇင်ဘာကိုရလာဖြစ်တဲ့ကြောင့်မလို့ KK တို့ Geo semester ကပြီးဆုံးကနေပါပြီဒီ semester တစ်လျှောက်လုံးမှာ KK ကကျောင်းရဲ့ information လေးတွေကျောင်းပွဲလေးတွေဒါအပြင် KK ရဲ့ကိုယ်ပိုင် experience လေးတွေကိုလည်းအများကြီး share လုပ်ပေးခဲ့ပါတယ်အခုလို view တွေတင်ရတဲ့ရွေးချက်ကကြတော့ KK ကိုယ်တိုင် cover ရတာကိုစိတ်ဝင်စားတဲ့အပြင်ကျောင်းရဲ့ program တစ်ခုကို join လုပ်လို့ပဲဖြစ်ပါတယ် KK ဒီတစ်ခေါက် semester မှာ join ခဲ့တဲ့ program ကကြတော့view လေးရရုံနဲ့ကျောင်းကနေပြီးတော့ဂျာဟခင်ပေးရမျိုးပေါ့နော်ဒါပေမဲ့တကယ်လို့ကိုကဒီလို view မျိုးတွေလုံးဝမရိုက်ချင်ဘူးရုပ်ပြရတာမကြိုက်ပါဘူးဆိုတဲ့လူတွေအတွက်ကျတော့တခြား program တွေလည်းအများကြီးရှိတဲ့အကြောင်းမှာတကယ်အများကြီးမှအများကြီးပဲဥပမာပြပြရမယ်ဆိုရင်ကျောင်းကရုံးခန်းမှာအလုပ်လုပ်လို့ရတာမျိုးဒါအပြင်ကျောင်းပွဲတွေစီစဉ်ပြလို့ရတဲ့ program မျိုးတွေလည်းရှိတယ်ကျောင်းရဲ့ဒီ program လေးတွေကခက်ခက်လောက်ရတာမျိုးလည်းမဟုတ်ဘူးဒါအပြင်ကျောင်းကနေပြီးတော့လဆင်ဂျာဟကင်ပြီးရဲ့အတွက်ကြောင့်မလို့ကိုယ့်အတွက်ကောင်းကျိုးတွေပဲပေါ့နော်ပြီးတော့အတွေ့အကြုံလည်းအများကြီးရတယ်အဲ့တော့ရောဘုန်းတို့ PKNU မှာတက်နေတဲ့ကျောင်းသားတွေဆိုရင် KK ကဒီလို program လေးတွေကိုအများကြီး join စေချင်တယ်ပြီးတော့ကျောင်းရင်းနေတဲ့ကျောင်းသားတွေအတွက်ကကျတော့ဒီလိုကျောင်းမျိုးကိုရွေးစေချင်တယ်ကျောင်းရင်းမမစေချင်ဘူးပေါ့နော်လူရေးမှလို့ရတယ်ကျောင်းရင်းမှလို့တော့မရဘူးKK ရဲ့ဒီဗီဒီယိုတစ်လျှောက်လုံးကိုကြည့်ပြီးတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာဆက်လက်တွေ့ပါအောင်မယ် bye bye